အားလုံးမင်္ဂလာပါဒီနေ့ကတော့ငါကရင်ဟင်းလေးချက်မှာဖြစ်ပါတယ်ငါကရင်ဟင်းလေးတွေမှာပါဝင်တဲ့ပစ္စည်းတွေကတော့စပလင်ပင်ရယ်ကြက်သွန်အနီရယ်ကြက်သွန်အဖြူရယ်ငရုတ်သီးစိမ်းနဲ့ရောထားပါမယ်ဂျင်းလေးလည်းထည့်ပါမယ်ပြီးလို့ရှိရင်အခန့်ကျရင်ဒီရွက်ကလေးအုပ်ပါမယ်ရှင်ငါကရင်ဟင်းလေးကိုလုံးဝဆက်ချက်ပါတော့မယ်ငါလေးရင်ထည့်ပါမယ်ငါထည့်ပြီးဒီမှာခုနထောင်းထားတဲ့ဂျင်းရယ်ကျက်သွန်ဖြူရယ်ငရုတ်သီးစိမ်းလေးရယ်စပလင်ပင်လေးရယ်ကျက်သွန်နီလေးထည့်ချပါမယ်ချီမုန်းလေးနဲ့ထည့်ပါမယ်စနမုန်းလေးနဲ့ထည့်ပါမယ်အရာလည်းမပါဘူးနော်ငါလေးနဲ့ထည့်ပါမယ်ငပိလေးနဲ့ထည့်ပါမယ်မကြီးလေးထည့်ချပါမယ်မကြီးနဲ့ပါမယ်တကြားလေးနဲ့ထည့်ပါမယ်အချင်းလေးထည့်အောင်တကြားလေးနဲ့ထည့်ပါမယ်ကဲဒီဘုဘောခဏတင်ထားပါမယ်ရှင်ကဲငါကင်ဟင်းလေးအတီးနေလေးဆိုရပါပြီရွက်လေးထည့်ချပါမယ်စားလို့အရင်ကောင်းတယ်ငါကင်ဟင်းလေးတစ်ခွက်ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်